အားလုံးပဲမင်္ဂလာပါဗျကျွန်တော်တို့ဒီဗီဒီယိုမှာတော့ Manchester United နဲ့ England လက်ရွေးစင်အသင်းရဲ့ကွင်းလယ်ကစားသမားဟောင်းကြီး Bosco ရဲ့အကြောင်းကိုပြောရအောင်သူခေတ်သူခါမှာတော့ Bosco ဒီ long pass master ကစားသမားပဲသူအသင်းရဲ့တိုက်ဆက်ကစားသမားကိုခေါင်းလေးပဲလှမ်းမြင်ရရင်တောင်တိကျတဲ့ပေးပို့မှုတွေပြုလုပ်နိုင်ခဲ့တဲ့ကစားသမားသူကစားသမားဘဝတစ်ချောင်းမှာ long pass အရေးအတွက်စုစုပေါင်း1294ချိန်ပေးပို့ခဲ့ပြီးတော့85ရာခိုင်နှုန်းအထိအောင်မြင်ခဲ့သူ prime time မှာသူ့ရဲ့ long pass တွေဒီတော်တော်လေးကိုအလေလွတ်နေခဲ့တယ်တိုက်စစ်မှုတွေနဲ့ direct play အရန်တွဲပြီးတော့ကစားလို့ကောင်းတဲ့ကစားသမားတွေမှာ Bosco ဟာထိတ်ဆုံးကပါတယ်ဒီနေ့ဘောလုံးလောကလိုပြဒီဆယ်ပီပတ်ချာလေလောက်ကိုဘောလုံးပေးပြီးတော့ကွင်းလယ်မှာပဲဘောလုံးကြီးအိုင်နေတဲ့ပွဲတွေကိုကြည့်နေရရင်အဲ့ဒီ Bosco တို့ Beckham တို့ Rooney တို့ Gerrard တို့ဒီကစားသမားတွေရဲ့ long pass တွေနဲ့အရင်ပုံစံဟောင်းဒီ442 flat ကြီးကိုပဲတတိယမိတယ်အဲ့ဒီကစားကွက်အဟောင်းကြီးကိုပဲလွမ်းမိတယ်အုံမိုတဲ့ကစားကွက်ကြီးပါကွာကန်တင်ပြေးကြီးပါကွာဆိုပေမဲ့ကျွန်တော်အတွက်တော့တီဂီတာကပြီးရင်အဲ့ဒီခက်ဟောင်း442ဟာလွမ်းတဲ့အကောင်းဆုံးပဲပရိသတ်တွေလုံးဝမပြင်းခဲ့ရတဲ့ကစားကွက်ပြဟောင်းပေမဲ့442ဟာတုံးတက်ရင်ကောင်းနေစေပဲအဲ့ဒီ442အဟောင်းကြီးနဲ့ပဲ Ancelotti ဟာဒီနေ့အချိန်ထိဖလားတွေကိုတစ်လုံးပြီးတစ်လုံးယူပြနေတော့မယ်အဲ့ဒါကြောင့်ပဲလက်ရှိနီးပြတွေထဲမှာ Ancelotti ဟာကျွန်တော်ရဲ့အကြိုက်ဆုံးနီးပြပဲBosco ကြတော့သူကစားသမားဘဝမှာ Manchester United နဲ့သူမိသားစုကလွယ်လို့ဘာကိုမှအချိန်မပေးဘာကိုမှမတွေးခဲ့တဲ့ကစားသမား United အင်ဂျီကိုဝစ်ပြီးတော့စကစားတဲ့နေ့ကစလို့အယောင်မတူတဲ့သူခါသူ့ရန်သူပဲဘလောက်ထိဆိုးလဲဆိုတော့ England လက်ရွေးစင်အသင်းနဲ့ကစားရရင်တော့ဒီ Lampard တို့ Gerrard တို့ Carragher တို့လိုကစားသမားတွေနဲ့စကားဟဟပပမပြောနိုင်တဲ့အထိကို Man U နဲ့ပတ်သက်ရင်သူဒီတခါရန်သူမဲရန်သူလက်ရွေးစင်အသင်းမှာဘောလုံးရပြီဆိုရင်တော့ Bosco ဘောလုံးရတဲ့အခါသူ့နားမှာရှိတဲ့သူကိုပေးလိုက်တယ်ဆိုတာထက်ကိုသူ့ရဲ့ Man U အသင်းပေါ်ကိုအရင်ရှာပြီးမှပေးတဲ့ကစားသမားမျိုးကျွန်တော်ဒီဗီဒီယိုမှာ Bosco ဆုဖလားတွေဘယ်လုံးယူခဲ့တယ်ဘယ်လိုတွေကောင်းခဲ့တယ်ဂိုးတွေဘယ်လိုသွင်းခဲ့တယ်ဆိုတာတက်သူကဘယ်လိုကစားသမားလဲဘယ်လိုဖြတ်သန်းခဲ့ရလဲဆိုတဲ့အကြောင်းကိုပဲအဓိကပြောရအောင် Manchester United ကစားသမားဘဝမှာ Fergie ရဲ့ဆူတာဆဲတာအော်လာကိုတစ်ချိန်လေးတောင်မခံခဲ့ရတဲ့ကစားသမားကတယောက်ပဲရှိတယ်အဲ့ဒါ Bosco ပဲသူနဲ့မျိုးဆက်တူတဲ့သူတွေရောသူ့နောက်မှရောက်လာတဲ့နောက်ပေါက်တွေရော Fergie ခေတ်မှာဆိုပြအမှားလုပ်တာနဲ့အဝတ်လဲကန်းနဲ့ရောက်ရင်တေချာပေါက်အထောင်းခံရပေမဲ့Bosco ဆိုတဲ့အဲ့ဒီကစားသမားဟာကွင်းထဲမှာအမှားကြီးကြီးမားမားလုပ်ခဲ့ရင်တော့ Fergie ကအပြစ်မတင်ခဲ့ဘူး။ဘောရေမင်းဒါထက်ပိုကောင်းအောင်လုပ်နိုင်သေးတယ်နော်ဆိုပြီးတော့ကွင်းဘေးကနေလှမ်းអော်တာမျိုးလောက်ပဲလုပ်ခဲ့ဘူး။အဲ့ဒီလောက်ထိ Fergie ချစ်ခဲ့တဲ့ကစားသမား။ပြီးတော့သူကစားသမားဘဝတက်တန်းတစ်ချောင်းမှာသူ့မှာဘောလုံး agent ဆိုတာမရှိခဲ့ဘူး။ Manchester United အင်ဂျီဝစ်ပြီးတော့ပထမဆုံးကစားရတဲ့ပွဲကစပြီးတော့ငါဒီအသင်းမှာပဲအနားယူတဲ့အထိကစားမယ်ဆိုပြီးတော့ဆုံးဖြတ်ပြီးတော့ကို agent သူမထားခဲ့United နဲ့ပတ်သက်တဲ့ဘယ်လိုစာချုပ်မျိုးကိုမဆိုဗျာသူ့ချစ်ရောက်ရင်လုံးဝမဖတ်ဖဲနဲ့လက်မှတ်ထိုးခဲ့တယ်ဆိုပြီးတော့ Bosco ကိုယ်တိုင်ကဝန်ခံထားတယ်ကျွန်တော်ဘဝမှာအဲ့လိုမျိုးကစားသမား၃ယောက်ပဲတွေ့ခဲ့ဘူးတယောက်က United ရဲ့ Bosco ရဲ့နောက်တစ်ယောက်က Roma အသင်းရဲ့ Totti ရဲ့နောက်တစ်ယောက်က Arsenal အသင်းမှာကစားခဲ့တဲ့သူတို့ရဲ့ Gundogan ကစားသမားကြီး Tony အတန်းဒီကစားသမား၃ဦးဒီသူတို့အသင်းကနေပေးလာတဲ့ဘယ်လိုစာချုပ်မျိုးကိုမဆိုလုံးဝမဖတ်ဖဲနဲ့ကိုယုံယုံကြည်ကြည်လက်မှတ်ထိုးခဲ့တယ်ဆိုပြီးတော့သူတို့နဲ့ပတ်သက်တဲ့ဒီ interview တွေမှာသတင်းတွေမှာဖတ်ခဲ့ရဘူးတယ်ကြားခဲ့ရဘူးတယ်အဲ့ဒီ၃ယောက်ကိုပဲကျွန်တော်တွေ့ဘူးတယ် United မှာ Bosco ကိုစပြီးကြည့်ခဲ့တဲ့အချိန်ကနေစကြည့်ဘူးတဲ့အချိန်ကနေသူနားသွားတဲ့အချိန်ထိပြ Manchester United မှာ Bosco လာစာတိုးတောင်းတဲ့ကိစ္စတော့ Bosco နဲ့ United စာချုပ်တက်တန်းညှိနှိုင်းလို့မရတဲ့ကိစ္စတော့ Bosco ဟာတခြားအသင်းကိုပြောင်းဖို့စဉ်းစားနေပြီဆိုတဲ့ကိစ္စတော့တစ်ချိန်လေးတောင်မှမကြားခဲ့ဘူးသတင်းတွေ journal တွေထဲမှာလည်းတစ်ချိန်လေးတောင်မဖတ်ခဲ့ဘူးBosco နဲ့ United ကြားမှာ2001ခုနှစ်တုန်းကတကြိမ်ပဲပြဿနာတက်တယ်ဆိုတဲ့အတန်ကြားခဲ့ဘူး။အဲတုန်းကလည်းဘလို့ဖြစ်တာလဲဆိုတော့ဗျာဒီ2001ခုနှစ်မှာ Premier League ပွဲ2ပွဲ3ပွဲဆက်တိုက် Fergie ကသူ့ကို line up out ပြီးတော့ Carling Cup ပြိုင်ပွဲကြမှာသူ့ကိုအရန်ကစားသမားတွေနဲ့ဥဆောင်ပြီးတော့ကစားခိုင်းတာ။အဲ့မှာ Fergie ကိုသူတင်းသွားပြီးတော့ဒီပွဲကိုမကစားနိုင်ဘူးဆိုပြီးတော့သူညင်းခဲ့တာ။ Fergie ကိုအဲ့လိုညင်းလိုက်တဲ့ကစားသမားကို Fergie ကဘလို့စစ်ဆန်ခဲ့လဲဆိုတော့ဘာမှကိုမပြောဘဲနဲ့ဗျာဒီအဝက်လဲကားနဲ့ကကိုလှည့်ထွက်သွားတခြားကစားသမားဆိုချက်ချင်းရောင်းထုတ်တာလို့အသင်းက line up out လိုက်တာလို့လုပ်ပေမဲ့ Bosco ကိုတော့ Fergie ကဘာမှမပြောခဲ့ဘူးဒါပေမဲ့အဲ့တော့က CEO လုံးနေတဲ့ David Gee ကိုယ်တိုင်ကဒီဝက်လဲကားနဲ့အထိလာပြီးတော့ဒီပြဿနာအတွက် Bosco ကိုတပတ်လောက်ခလာစာတန်ရိုက်ခဲ့တယ်အဲ့ဒီပြဿနာလည်းဖြစ်ပြီးရော Bosco ဟာအသင်းကတော့ငါ့ကိုရောင်းတော့မှာပဲ Fergie ကတော့ငါ့ကိုကန်ထုတ်တော့မှာပဲလို့တွေးပြီးတော့တုံ့လှုပ်နေခဲ့ရဘူးတဲ့ဆိုပြီးသူကိုယ်တိုင်ဝန်ခံခဲ့တယ်အဲ့ဒီတစ်ချိန်ပဲ Bosco ဒီ United ကိုကလမ်လုပ်ခဲ့ဘူးသူ့ဘဝမှာဘောလုံးကစားနေရင်းနဲ့2006ခုနှစ်ကိုရောက်တဲ့အခါ Bosco သည်အမြင်အာရုံဝေဝါးတဲ့ယောဂရခဲ့တယ်
ဘလောက်ထိဆိုးခဲ့လဲဆိုတော့တခါတလေဘောလုံးကွင်းထဲမှာဗျဘောလုံးကြီးကိုနှလုံးမြင်တဲ့အထိကိုသူဆိုးရခဲ့ဒါပေမဲ့အဲ့ဒီတိုင်းကြီးနဲ့သူဘောလုံးကစားနေရင်နဲ့ရာသီကုန်နဲ့အချိန်ရာသီကုန်ကန်ဒီတော့သူဖာဂီစီကိုသွားပြီးတော့သူအတိပေးတယ်ငါမှအမေအာယုံဝေဝါးတဲ့ယောဂရနေပြီလိုအပ်ရင်ဒီရာသီကုန်ရင်ငါနားယူတော့မယ်ဆိုပြီးတော့အတိပေးတဲ့အခါဖာဂီကပေါစကိုကိုမေးခွန်းပြန်ထုတ်တယ်မင်းဒီစကားကိုတခြားဘသူကိုပြောခဲ့သေးတယ်မပြောရသေးဘူးဆိုရင်ဘသူကမှပြောစရာမလိုဘူးငါနဲ့ United အတွက်အဆင်ပြေတယ်ဆိုပြီးတော့နောက်ထပ်9နှစ်အထိအဲ့ဒီအမြင်အာရုံချုပ်တဲ့ကစားသမားကိုစိတ်ချလက်ချကိုသူတုံးသွားနောက်တစ်ခုက Posco ဟာဗျာဒီမိနစ်90လုံးကွင်းထဲမှာရမ်းနေကြမ်းနေတဲ့ကစားသမားဆိုပေမဲ့သူဒီပန်းနာရင်ကျက်ယောဂတဲ့အကြီးစားကြီးဗျာ United နဲ့တူပွဲမကစားခင်မှာလဲဆေးချူပြီးမှသူကစားရတယ်လို့ပထမပိုင်းပြီးရင်လည်းသူဆေးချူရတယ်ဒုတိယပိုင်းပြီးရင်လည်းဆေးချူရတယ်အဲ့ဒါကြောင့်ပဲ United Academy ကိုရောက်တဲ့အခါတုန်းကဘယ်နည်းပြကမှဘယ်ကစားသမားကမှသူ့ကိုမကြိုက်ဘူးဗျာဟိုကလစ်ဘွားတွေကသူ့မှာချိတာဆိုလို့ဘောလုံးပေးပို့မှုတိကျတာလေးတစ်ခုပဲရှိတာအဲ့ဒါကလွဲရင် Posco တီကျန်တာဘာမှမပြည့်စုံဘူးသူရဲ့ဘောလုံးလူပုံတွေဗျာလုံးဝတိကျမှုမရှိဘူးကြမ်းလုံးလို့ဟိုကလစ်ဘွားမှာတွေကအနိကတ်တွေမကြခဏအထိခံခဲ့ရတဲ့ကစားသမားနောက်ဆုံးတော့ဘလို့ဖြစ်လာလဲဆိုတော့အရက်ကလည်းပူသေးတယ်ဗျာဘာသာရင်ကျယောဂတွေကလည်းဖြစ်နေသေးတယ်အကယ်ဒမီမှာလည်းခဏခဏအမောဖောက်နေတယ်ဆိုတော့နောက်ဆုံးကျတော့ဒီအကယ်ဒမီမှာရှိတဲ့တာဝန်ရှိသူတွေကဒီကစားသမားကိုအသင်းကအကယ်ဒမီကနေထုတ်ပစ်ဖို့အထိသူတို့စီစဉ်ခဲ့ကြတယ်နောက်ဆုံးမှာဖာဂီကတိပြီးတော့ဝင်တာခဲ့လို့သာဒီနေ့ဘောစကိုဖြစ်လာတာဗျဖာဂီကအဲ့ဒီအချိန်မှာဘာပြောခဲ့လဲဆိုတော့မင်းတို့ဒီကောင်လေးကိုဘာလို့ထုတ်ပစ်မှာလဲသူကလည်းငါမောမခတ်နိုင်တော့ဘူးလို့မင်းတို့ကိုလာပြောလို့လားဒီကောင်လေးစီမှာမင်းတို့မမြင်တဲ့အရာတွေကိုငါမြင်ပြီးသားအဲ့တော့အားတဲ့အချိန်တွေမှာသူ့ကိုနားမပေးနဲ့အသင်းရဲ့ဘောလုံးအိတ်တွေအသင်းရဲ့ပစ္စည်းတွေကိုတည်ခိုင်းဒါမှသူတန်မာလာမှာပေါ့ဆိုပြီးတော့စိတ်ရောရုပ်ရောကြက်ခိုင်လာအောင်ဖာဂီကိုတိုင်းအကယ်ဒမီထိဆင်းပြီးတော့နီလန်ဟောင်းနေနဲ့လေ့ကျင့်ပေးခဲ့ရတဲ့ကစားသမားဟာပေါစကိုပဲကစားသမားဘဝမှာအရန်အောင်မြင်တဲ့ဆုဖလားတွေအများကြီးရတယ်ဆိုပေမဲ့ပေါစကိုတီအရန်နှိမ့်ချတတ်တဲ့ကစားသမားမီဒီယာချစ်ကိုမထွက်တဲ့ကစားသမားနောက်တစ်ခုကအာယုံနောက်တာကိုလုံးဝမကြိုက်တဲ့ကစားသမားအဲရစ်ဆန်လက်ထက်ကလက်ရွေးစင်အသင်းမှာဒေးဗစ်ဘက်ခန်ကိုကွင်းလည်နေရာပို့ပြီးတော့ဘက်ခန်ဂျာရက်လမ်ဘတ်အဲ့ဒီအတွဲကိုကစားကြတာနဲ့ဒီပေါစကိုကစားရတဲ့ပွဲတွေမှာသူ့ကိုအစွန်ထွက်ပြီးတော့ကစားခိုင်းတယ်အဲ့ဒီချိန်မှာအဲရစ်ဆန်ကိုသူကဟိုကွင်းလည်မှာကစားကျင်တဲ့အကြောင်းတွားပြီးတော့ပြောတဲ့အခါအဲရစ်ဆန်ကမင်းကွင်းလည်မှာကစားကျင်ဘက်ခန်နဲ့ပြိုင်ဖို့လို့ပြောတဲ့အခါအာယုံနောက်ပြီးတော့အဲ့ဒီအသက်29နှစ်မှာပဲအင်္ဂလန်လက်ရွေးစင်အသင်းကနေသူနားသွားတယ်နောက်ပိုင်းမှာဘယ်နည်းပြပဲလာပေါစကိုကိုဘလို့ပဲပြန်ခေါ်အင်္ဂလန်အသင်းမှာသူလုံးဝပြန်မကစားတော့နောက်တစ်ခုကပေါစကိုဒီဘယ်တော့မှဖုန်းမကင်တဲ့ကစားသမားဘလောက်အရေးကြီးလို့ဖုန်းဆက်သူ့ရဲ့ဖုန်းကနေအတန်မက်ဆေ့ချန်ခဲ့ပါဆိုတဲ့စကားကလွဲရင်ပေါစကိုရဲ့ဟယ်လိုဆိုတဲ့အတန်ကိုမမျှော်လင့်နဲ့ဘယ်တော့မှမရှိဘူးဘယ်တော့မှလည်းမရခဲ့ဘူးဘယ်ချိန်မှဖြစ်ဘသူပဲဖြစ်ဗျာပေါစကိုရဲ့အကြောင်းကိုပြောမယ်ဆိုရင် United ရဲ့တစ္ဆာတော်ကန်ကြီးလို့ပြောကြပေမဲ့သူ့ဘဝမှာ Manchester United တသင်းတဲ့ကိုပဲသူတဲလှုပ်အားပေးခဲ့တာတော့မဟုတ်ဘူးဗျသူငယ်စဉ်တည်းကနေဒီဇိုင်းမတ်သူအားပေးခဲ့တဲ့အသင်းက Ohan Athletic Club ပဲခုချိန်တည်း United ရဲ့ပွဲတွေကိုမကြည့်ဖြစ်ဘူးဆိုရင်တော့အဲ့ဒီ Ohan Athletic ရဲ့ပွဲတွေကိုတော့ပရိသတ်နေနဲ့သူနှစ်ချိုက်ကြည့်ဖြစ်နေတော့မယ်ပြီးတော့ Posco နဲ့ David Beckham ရဲ့ဆက်ဆံရေး United ရဲ့ကစားသမားဘဝမှာရောပြင်ပဘဝမှာပါသူ့ရဲ့အချစ်ဆုံးတငယ်ချင်းအကောင်းဆုံးတငယ်ချင်းဒီ David Beckham ပဲပြီးတော့ Posco ဟာ David Beckham ရဲ့ဆရာလို့လည်းပြောလို့ရတယ်။ဘာကြောင့်အဲ့ဒီစကားကိုပြောတာလဲဆိုတော့ David Beckham ရဲ့တိကျတဲ့ဖြတ်တင်ဘောတွေဖြစ်လာဖို့သူ့ရဲ့ဝိဝိုက်သွားတဲ့ free kick တွေဖြစ်လာဖို့အတွက်ကိုဘောလုံးကိုဘလို့တည်ရတယ်ခြေထောက်အယူဆဘလို့လွှဲရတယ်ဆိုတာ Posco ကိုယ်တိုင်ကအနိကတင်ပေးခဲ့တာ။ Academy အသင်းမှာတွေကဗျာ training ပြီးသွားရင်ကွင်းထဲမှာ David Beckham နဲ့သူနှစ်ယောက်တည်းနေခဲ့ပြီးတော့အဲ့ဒီဘောလုံးအယူဆခြေထောက်အယူအဆတွေကိုဘလို့လုပ်ရတယ်ဆိုတာအနိကတင်ပေးတယ်ကန်ခိုင်းတယ်ပုံစံမကြမချင်းသူထိုင်ကြည့်ပြီးတော့ကိုထိုင်ဆဲပေးခဲ့တဲ့လူက Posco ပဲပြီးတော့ Posco နဲ့ Manchester United အကြောင်းကိုပြောမယ်ဆိုရင်2017မှာအနားယူခဲ့တဲ့အကြောင်းကိုမဖြစ်မနေထည့်ပြောဖို့လိုတယ်။ United မှာ flash တွေတစ်လုံးပြီးတစ်လုံးယူရင်းနဲ့နေ့စဉ်နဲ့အမျှသူဘောလုံးကစားရတာကြီးကိုညှင်းငွေ့လာအဲ့လိုနဲ့2017ခုနှစ်ရောက်တဲ့အချိန်မှာဘယ်ကစားသမားဘယ်မိသားစုတူတယောက်ကိုမှသူမတိုင်ပင်မဲနဲ့ရာသီကုန်ရအနားယူမယ်ဆိုပြီးတော့ရုတ်တရက်ကြီးထပြီးကြည်ညာအဲ့ဒီချိန်ကသူ့ရဲ့အသင်းပေါ်တွေဒီပြအဖွဲ့ဝင်တွေအကုန်လုံးကဝိုင်းဖြောင်းဖြခဲ့ပေမဲ့ Posco တီလုံးဝလက်မခံဘူးတေချာပေါ့ငါနားယူမယ်ဆိုလို့နောက်ဆုံးမှာ United ကသူ့ကိုလက်လျှော့ပြီးတော့အဲ့ဒီရာသီကုန်မှာနှုတ်ဆက်ပွဲတွေပါတယ်ကျင်းပပေးခဲ့ပြီးတော့တခန်းတနာကိုအနားယူခွင့်ပြုခဲ့ရအဲ့မှာ United ကနေအနားယူပြီးတော့လူငယ်အသင်းမှာဒီပြအဖွဲ့ဝင်တွေနဲ့သူအလုပ်လုပ်တယ်အဲ့လိုနဲ့လူငယ်အသင်းမှာလေ့ကျင့်ရေးတွေကူညီနေရင်းနဲ့9လလောက်ကြာတဲ့အခါမှာဘောလုံးကစားကျင်တဲ့စိတ်တွေကနောက်တစ်ခါပြန်ပေါက်လာပြန်ရော
အဲ့မှာဖာဂီနဲ့လက်ထောက်နေပြမိုက်ဖီလန်စီကိုသူရှင်းကပ်ပြီးတော့ United မှာတကယ်လို့များငါဘောလုံးပြန်ကစားခြင်းနဲ့ဆိုရင်မင်းတို့ငါ့ကိုပြန်လက်ခံမလားတကယ်လို့များမင်းတို့အနေနဲ့ငါ့ကိုမလိုအပ်တော့ဘူးလက်မခံတော့ဘူးဆိုရင်တော့ငါတခြားအသင်းငယ်လေးမှာပဲဘောလုံးသွားကစားတော့မယ်ငါအခုဘောလုံးကစားခြင်းနေပြီဆိုပြီးတော့တိပေးလာတဲ့အခါဖာဂီကသူနားယူမယ်ပြောတော့ကအံ့ဩရတယ်လို့အခုလဲတအံ့တော်နဲ့ဝမ်းမြောက်ဝမ်းသာပဲပြန်လက်ခံခဲ့ဒါပေမဲ့ဖာဂီနဲ့မန်ယူအသင်းရဲ့တာဝန်ရှိသူတွေဟာဒီတစ်ချိန်ပေါ့စကိုကိုပြန်ခေါ်တဲ့ကိစ္စကိုစစ်စင်ရေးတစ်ခုလုပ်တယ်လို့မျိုးလျှို့ဝှက်ပြီးတော့သူလှုပ်ဆောင်ခဲ့ကြတယ်ဖာဂီနဲ့ United လုတ်ခဲ့တာကြီးကတကယ်ကိုဗျာဘောလုံးပိုင်းမှာအားအသစ်ပြအကောင်းဆုံးပြန်လာမှုတွေတဲကတစ်ခုဖြစ်အောင်ကိုလုပ်ခဲ့တာပေါ့စကိုပြန်လာမယ်လို့သိတဲ့အချိန်မှာဆောင်းရသည့်ဈေးကွက်ဖွင့်ဖွင့်ချင်းမှာပဲပေါ့စကိုကို FA မှာတိတ်တိတ်လေးသူတို့မှတ်ပုံတင်ခဲ့တယ်ဘယ်သူကိုမှအသိမပေးခဲ့ဘူးဘယ်စီနီယာကစားသမားကိုမှအသိမပေးခဲ့ဘူးပေါ့စကိုကိုလည်းဒီအသင်းကိုလာမပူပေါင်းခိုင်းဘူးအသင်းကိုမလာခိုင်းမဲနဲ့သူ့ကိုလည်းတူးတဲ့လေ့ကျင့်ရေးတွေတီးတန့်လုပ်ခိုင်းတယ်အဲ့ဒီကြားထဲမှာ United ခါကွင်းလက်ကစားသမားတွေတယောက်ပြီးတယောက်ဒဏ်ရာရသွားတဲ့အချိန်မှာနောက်ဆုံးပြသူတို့ Posco ကိုငါတို့ပြန်ခေါ်လိုက်ပြီလို့ကြေညာပြီးတော့သုံးမယ်ဆိုရခဲ့ရက်နဲ့ရေချက်ချိနဲ့လုံးဝပြန်မသုံးသေးပဲနဲ့ကို Posco ကိုသူတို့ဥထားခဲ့တာ Fagi နဲ့ဒီ United တာဝန်ရှိသူတွေရဲ့အဓိကအရွယ်ချက်က Man City လို့ပြိုင်ဘက်မျိုးနဲ့ကစားတဲ့အခါဘယ်သူမှမသိပဲနဲ့အရန်စင်းမှာဒီ Posco ဆိုတဲ့ကစားသမားကြီးကိုတွေးလိုက်ရင်သူတို့ရဲ့ပြိုင်ဘက်တွေစိတ်သက်ပိုင်းအရာကမောက်ကမဖြစ်သွားအောင်လုပ်ဖို့ကိုတမင်ရည်ရွယ်ပြီးတော့ Posco ကိုဥထားခဲ့အဲ့ဒီချိန်မှာအသင်းရဲ့နံပါတ်18ကလည်းအစလေယန်ကဝတ်ထားတော့ Ferguson ကဒီအသင်းရဲ့ဝစ်စုံတာဝန်ခံတဦးတည်းကိုပဲသူတီးတန့်ခေါ်ပြီးတော့ Main Posco အတွက်နံပါတ်22ဝစ်စုံကိုအသင့်ပြင်ထားဂျာစီပေါ်မှာနာမည်ရိုက်တာကနေအဲ့ဒီအင်ဂျီကိုထုတ်ပိုးတဲ့အချိန်ထိမင်းကလွယ်ရင်တခြားသူတွေဘယ်သူမှမမြင်စေနဲ့ဆိုပြီးတော့လျှို့ဝှက်ပြီးသူတို့လှုပ်ဆောင်ခဲ့ကြPosco ဘက်မှာကြတော့လေအသင်းကတော့သူ့ကိုအကြောင်းကြားတယ်သိပေးတယ်ငါတို့မင်းကို FA မှာမှတ်ပုံတင်ထားပြီဆိုပေမဲ့အသင်းနဲ့လာမပူးပေါင်းခိုင်းတဲ့အခါကျတော့သူကသူတစ်နှစ်လောက်အနားယူခဲ့ရတယ်ဆိုတာကိုမေ့နေတာတကယ်ပွဲကစားမဲ့နေ့အဲ့ဒီ Man City နဲ့ရောက်တဲ့အချိန်မှာသူ့မှာကစားဖို့ဖက်နှက်မရှိတာကိုသူသတိမထားမိအဲ့ဒါကြောင့်မဲကစားမဲ့နေ့ကြမှာသူအားကစားပစ္စည်းဆိုင်တစ်ဆိုင်မှာ48ပေါင်မဲတန်တဲ့ဖက်နှက်ကိုဝယ်ပြီးတော့အဲ့ဒီပွဲမှာသူဝင်ကန်ခဲ့တာအဲ့လိုတဲ့ဒါဗီပွဲကစားဖို့ United ကစားသမားတွေ Man City ကွင်းကိုသွားတဲ့အခါအသင်းရဲ့ bus ကားမှာလည်း Posco ဒီမလိုက်ခဲ့ဘူးသူ့အစီအစဉ်နဲ့သူပဲတိတ်တိတ်ကလေးသူ Man City ကွင်းကိုသွားတယ်အဝတ်လဲကားနဲ့ကိုလည်းသူမလာဘူးเนาะအဝတ်လဲကားနဲ့ကိုရောက်နေတဲ့ကစားသမားတွေအကုန်လုံးကလည်းဒီနေ့သူတို့ရဲ့အရန်စင်းမှာ Posco ပါလာမယ်ဆိုတာကိုဘယ်သူမှမသိဘူးဒီလိုနဲ့ပွဲမစခင်တနာရီလောက်လိုတဲ့အချိန်မှာ Manchester United ရဲ့လူစင်းထွက်လာတဲ့အခါဒီရန်လူစင်းမှာ Posco ဆိုတဲ့နာမည်ကြီးကိုလည်းမြင်လိုက်ရောမီဒီယာတွေရောပရိသတ်တွေရောအကုန်လုံးဝုန်းထပြီးတော့ Man City နီးပြ Man City ဆို FA ကိုလှမ်းပြောပြီးတော့ဘာကြောင့်ဒီကစားသမားတွေ United ရဲ့ရန်စရဲမှာပါနေရတာလဲဆိုပြီးတော့မေးခွန်းတွေထုတ်ခဲ့ရ Fagi ကအဲ့ဒီ Man City နဲ့ပွဲအတွက် Lucien ထုတ်တဲ့အချိန်ကြမှာ Manchester United ကလည်း Posco ကိုဘယ်နေ့မှမှတ်ပုံတင်ခဲ့တယ်ဘယ်အချိန်တည်းကသူ့ကိုပြန်ခေါ်ထားတာဆိုပြီးတော့အဲ့ဒီအချိန်ကြမှာတရားဝင်ချပြခဲ့အဲ့လိုနဲ့ Posco ဟာ2012-2013ရာသီကုန်ထိ100ရာသီခွဲ United အသင်းမှာပြန်ကစားပြီးတော့သူရဲ့နောက်ဆုံးရာသီမှာ Fagi နဲ့တူ Premier League Champions ဆုကိုသူနောက်ဆုံးအကြိမ်ကင်တယ်ပြီးတော့ဂုဏ်သိက္ခာရှိဆရာတစ်ပည့်2ယောက်လုံးတပြိုင်တည်းအနားယူသွားခဲ့တကယ်တော့ Fagi နဲ့ Posco ဟာအနားယူသွားရုံနဲ့မဟုတ်ဘဲနဲ့ဗျသူတို့နားတဲ့နေ့မှာပဲ Manchester United အသင်းရဲ့ခစ်ကိုပါတခါတည်းသူတို့တွေနှီးကုန်းချုပ်ပစ်ခဲ့ဘာစီလိုနာအသင်းရဲ့ဂန်နဝင်ကစားသမား Xavi က Posco နဲ့ပတ်သက်ပြီးတော့ဘာပြောခဲ့လဲဆိုတော့သူကျင်လည်ခဲ့တဲ့နှစ်20အတွင်းမှာဘောလုံးလောကရဲ့အကောင်းဆုံးကွင်းလင်လူကဘာလို့လဲလို့သူ့ကိုမေးရင် Posco လို့ပဲသူဖြေမယ်ဆိုပြီးဆိုထားတယ်တကယ်လို့များ Posco ဟာစပိန်လူမျိုးဖြစ်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ထက်တောင်မှပိုပြီးတော့တန်ဖိုးထားခံရနိုင်တယ်ကျွန်တော်ဘဝရဲ့စံပြကစားသမားဟာ Posco ပါပဲဆိုပြီးတော့ရှင်းကျူးခဲ့တယ်ဆိုတော့ဒီဗီဒီယိုက Posco နဲ့ Manchester United ပရိသတ်တွေအတွက်တော့လိုအပ်ချက်တွေအများကြီးရှိပါလိမ့်မယ်ထုံးစံတိုင်း comment မှာဝင်ပြီးတော့ဖြည့်ကြပေါ့နောက်ဗီဒီယိုမှာနောက်ထပ် legend တစ်ယောက်အကြောင်းနဲ့ကျွန်တော်တို့ထပ်ဆောင်ကြတာပေါ့အဆုံးထိလိုက်နားထောင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ဗျမြန်မာပြည်ကြီးအမြန်ဆုံးအေးချမ်းပါစေအတ္တမတရားလဲမြန်မြန်ကြဆုံးပါစေခင်ဗျာ